တော်လန်ပြည်သူအားလုံးပဲမင်္ဂလာပါဒီတခါကျွန်တော်ပြောပြမယ့်အရာကဘာလဲဆိုတော့တော်လန်ရေးမှာအချင်းချင်းဟလာအချင်းချင်းလို့ပြောမှာတော့ရှက်တယ်ဗျာတက်လားဘာလဲဆိုတော့တော်လန်ရေးမှာအချင်းချင်းလို့ပြောမှာရှက်တယ်ဆိုတာကသူလဲတော်လန်ရေးလုံနေတာဆိုပေမဲ့ရှက်တယ်ဗျာနော်ဘာလဲဆိုတော့မခင်မိုးနော်တိမှာပါခင်ဗျားတို့မခင်မိုးနော်မခင်မိုးပေါ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ရွှေတတိကံပြည်သူ့ကာကွယ်ရေးတက်ရင်အနေနဲ့ဝေဖန်တာကိုလက်ခံတယ်ထောက်ပြတာကိုလက်ခံပါတယ်နော်ဝေဖန်တယ်ဆိုတာကလူတိုင်းဝေဖန်ကိုတော်လှန်ရေးမှာဝေဖန်ခွင့်ရှိတယ်ဒီမိုကရေစီဆက်ဆံဝေဖန်လို့ရတယ်နော်ပြောလို့ရတယ်ဆိုလို့ရတယ်ဒါလူတိုင်းဝေဖန်လို့ရတယ်ဒါပေမဲ့သူကဝေဖန်တာမဟုတ်ဘူးဗျနော်ဘာပြောတာလဲဆိုတော့ရွှေတတိကံအဖွဲ့ကိုလည်းမကူပါနဲ့တဲ့လူဒါလိုက်ပြောတာပေါ့နော်မကူနဲ့ပေါ့ကျွန်တော်သိကျင်တာကဗျာဘာလို့မကူနဲ့လို့ပြောတာလဲဟဲ့လားဘာလို့မကူနဲ့လို့ပြောတာလဲဒါကရှင်းပြောရရင်ကျွန်တော်တို့တော်လန်ရေးမှာနော်ဝေဖန်လို့ရတယ်တိုက်ခိုက်လို့ရတယ်ပုတ်ချလို့ရတယ်ဒါကဝေဖန်တာလည်းမဟုတ်ဘူးတိုက်ခိုက်တာလည်းမဟုတ်ဘူးပုတ်ချတာလည်းမဟုတ်ဘူးထိုးချတာလို့ခေါ်တယ်နော်ကဲကျွန်တော်မေးကြည့်ပါဦးမခင်မိုးကြီးကျွန်တော်တို့ရွှေတတိကံပြည်သူကာကွယ်ရေးတက်ရင်မှာရဲဘော်အင်အားဘယ်လောက်ရှိတယ်လဲခင်ဗျားသိသလားခင်ဗျားကတက်ရင်နာမည်နဲ့ပြောတာနော်ရွှေတတိကတက်ရင်မကူပါနဲ့လို့ခင်ဗျားကပြောတာကဲကျွန်တော်ရွှေတတိကပြည်သူကာကွယ်ရေးတက်ရင်မှာရဲဘော်အင်အားဘယ်လောက်ရှိတယ်လဲခင်ဗျားသိသလားဒီရွှေတတိကပြည်သူကာကွယ်ရေးတက်ရင်နေတဲ့မြေပြင်မှာတော်လန်ရေးအတွက်ဘာတွေအလုပ်လုပ်နေတယ်လဲဘလို့အလုပ်လုပ်နေတယ်လဲခင်ဗျားမစုံစမ်းဘူးလားမလေ့လာဘူးလားခင်ဗျားအတက်လည်းကြီးပါပြီကျွန်တော်တက်အများကြီးကြီးတယ်နော်အများကြီးကြီးတယ်ခင်ဗျားပြောနေတဲ့စကားတွေကဝေဖန်တာလည်းမဟုတ်ဘူးတိုက်ခိုက်တာလည်းမဟုတ်ဘူးခင်ဗျားချင်းပြောရရင်လုံကြီးချုံပြီးလက်တီပုံထိုးနေတာနော်သူများရဲ့ public အောက်မှာတွားပြီးတော့ဒီတက်ရင်ရမကောင်းပါဘူးဒီတက်ရင်မကူပါနဲ့ဟိုတက်ရင်ကိုကူပါကျွန်မမှာအဖွဲရှိပါတယ်နော်ဒီအဖွဲကိုလက်ကူပါဆိုတော့ကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေအဲ့လိုအဖွဲခွဲပြီးတော့တော်လိုင်းရေးလုံနေကြတာလားမသိလို့မေးကြည့်တာတော်လန်ရေးဆိုတာအဖွဲခွဲပြီးလောက်ရတာမဟုတ်ဘူးတော်လန်ရေးဆိုတာစီစီလုံးလုံးညီညွတ်နဲ့တစုတစည်းနဲ့တိုက်နေကြတာကျွန်တော်တို့ရွှေတိတိကံပြည်သူ့ကာကွယ်ရေးတက်ရင်ပြည်ပြည်မှာလေးလာကြည့်နော်စီစီလုံးလုံးနဲ့တစုတစည်းနဲ့တိုက်နေကြတာဒါခမရရှင်းပြောရရင်လူပုဂ္ဂိုလ်တဦးတယောက်ကိုတိုက်ခိုက်တာကိုကျွန်တော်လက်ခံတယ်နော်လက်ခံတယ်တဦးတယောက်ကိုခမရအန်ယူဂျီကိုကြိုက်တာမကြိုက်တာကျွန်တော်လို့မဟုတ်ဘူးနော်ခင်ဗျာဘဒုကြက်မကြက်ဒါကျွန်တော်အပိုင်းမဟုတ်ကျွန်တော်ပြောချင်တာကခင်ဗျာရိုးတတန်းအလှကန်တာရိုးတတန်းတောင်းနေရိုးတတန်းပြောပေါ့ဘာဖြစ်လို့ရွှေတတိကံပြည်သူ့ကာကွယ်ရေးတက်ရင်အဖွဲ့ကိုမကူပါနဲ့သူတို့စီကိုမကူနဲ့ဆိုတော့ခင်ဗျာနည်းနည်းတော့စဉ်းစားစရာဖြစ်နေမလားဒါကြောင့်မို့ line ပေါ်မှာခင်ဗျားတို့ပြောကြတယ်ခင်ဗျားတို့အဖွဲ့ကိုတပ်ပါတီးတဲ့တပ်ပါတီးတဲ့ဒါအစားတော့ကျွန်တော်လက်မခံဘူးဒါပေမဲ့ခမ ्या ကိုကျွန်တော်အခုလက်ခံသွားပြီခမ ्या တပ်ပါတီးပဲခမ ्या တကယ်ခမ ्या တကယ်တပ်ပါတီးအစ်စ်ပါဘာဖြစ်လို့လဲဆိုတော့တစ်ဖက်လူကိုတပ်ပြီးမှခမ ्या တက်လို့ရပါကျွန်တော်အဲ့လောက်ကြီးလဲကျွန်တော်တို့တက်ရင်းနေတယ်အဲ့လောက်ကြီးဆယ်လီမရှိဘူးဆယ်လီလည်းမဟုတ်ဘူးသူများတွေလို့တလားကိုသိန်းထောင်ချီဝင်နေတဲ့တက်ရင်လည်းမဟုတ်ဘူးကျွန်တော်တို့ဒီဟလာလာစဉ်ပြည်သူထောက်ပံ့ပေးတဲ့ငွေကြေးအနေအချင်းလေးနဲ့လိုအပ်တဲ့အခါ line ပေါ်တက်ပြီးအကူအညီတောင်းတယ်ထောက်ဖို့တောင်းရင်းနဲ့ကျွန်တော်တို့တော်လိုင်းရေးလုပ်နေကြတာကျွန်တော်တော်လိုင်းရေးကရိုးသားတယ်ကြိုက်တဲ့ပေတံနဲ့တိုင်းကျွန်တော်တို့ရွှေတိတိကံပြည်သူကာကွယ်ရေးတက်ရင်ကိုကြိုက်တဲ့ပေတံနဲ့လက်တိုင်းမှာကြိုက်တဲ့စစ်စေးနဲ့လက်တိုင်းကြိုက်တဲ့ပေတံနဲ့လက်တိုင်းကျွန်တော်တို့တော်လိုင်းရေးရိုးသားပါမရိုးသားတာကခမ ्या လို့နော်မရိုးသားတာခမ ्या လို့ရိုးသားတယ်ဆိုတဲ့လူတယောက်ကဒီလိုစကားမျိုးမပြောဘူးဗျနော်ဒါခင်ဗျားပြောတဲ့စကားကိုကြုံပြောတာခင်ဗျားပြောတဲ့စကားကတမီးရေးတဲ့ကြံတဲ့အဖွဲ့တွေကမြေပြင်ရောက်ပါတယ်တဲ့နော် PDF မာလာမကူနဲ့အကုန်ခိုးတယ်တဲ့ရွှေတတိကံအဖွဲ့ကိုရောပဲမကူနဲ့တဲ့သူတို့စီကိုမကူနဲ့ဆိုတော့ကျွန်တော်တို့ရွှေတတိကံပြည်သူ့ကာကွယ်ရေးတက်ရင်ကဘာဖြစ်နေလို့လဲရွှေတတိကံတက်ရင်ဆိုတာသခိုင်းတိုင်းရေးမမေခရိုင်တက်ရင်အမှတ်32ရေးမမေခရိုင်ထဲမှာရှိတဲ့ကြိုက်တဲ့တက်ရင်ကိုမေးလိုက်ပါကျွန်တော်တို့ရွှေတတိကံပြည်သူ့ကာကွယ်ရေးတက်ရင်မှတ်32နဲ့နာမည်ပြတ်မရှိဘူး32နဲ့ကြိုက်တဲ့တက်ရင်ကိုမေးပါခရိုင်ထဲမှာရှိတဲ့တက်ရင်အားလုံး
ကျွန်တော်ရွှေတိကံပြည်သူကဝယ်တက်ရင်မဲ့32နေနဲ့နာမည်ပြတ်မရှိဘူးပြည်သူချွေးနေစာကိုအလဲဟသက်ထိုင်စားနေတဲ့တက်ရင်လည်းမဟုတ်ဘူးအကျွေးပေါင်းထောင်ပေါင်းထောင်ကျော်တင်အောင်နော်ဘယ်တော့မှအကျွေးမကြေတဲ့တက်ရင်ဒီလိုတက်ရင်ကိုမှအလိုလုံနေတဲ့တက်ရင်ကိုမှခမ ्या ကပြောတယ်ဆိုတော့ခမ ्या ရိုးရိုးတက်အလှခံလေနော်ခမ ्या အလှခံတဲ့ပို့တွေရှိပါတယ်နော်ကျွေးတဲ့ဒီမှာခမ ्या အလှခံထားတယ်ခမ ्या ကိုယ်တိုင်ဒီမှာရေးထားတယ်ခမ ्या ကိုယ်တိုင်လှူခြင်းတဲ့ခမ ्या ကိုယ်တိုင်အလှခံထားတဲ့ဖိုင်ရှိတယ်ခမ ्या ရိုးရိုးတက်တောင်းလေကျွန်တော်ပြောတာကဘာဖြစ်လို့သူများတက်ရင်တွေကိုတတ်ပြီးမှခမ ्या တောင်းကျင်ရတာလဲတော်လိုင်းကြီးမှာခမ ्या ရိုးသားပါတယ်လို့ခမ ्या အမြဲတမ်းတက်ပြီး line ပေါ်တက်ပြီးអော်နေတာနော်မခင်ဘူးကျွန်တော်ခမ ्या ကို public ကမပြောချင်လို့ကျွန်တော်အောက်ကနေတွတ်ပြောတယ်ခမ ्या ကျွန်တော်တော့ပြန်ပြီးချိန်ချောက်လိုက်သေးတယ်ကျွန်တော်တို့တက်ရင်တတိထားပါတယ်တတိထားပါဆိုခမ ्या ပြန်ပြီးချိန်ချောက်တယ်ခမ ्या တတိထားမှာတိလားကျွန်တော်ပြောချင်တာတော့ရှင်းပဲဒီကျွန်တော်ပြထားတဲ့ဓာတ်ပုံမခင်မိုးသည်တပ်ပါတီစစ်ပါနော်ကျွန်တော်သူရေးတဲ့စာတွေသူပြောတဲ့စကားတွေသူပို့ထားတဲ့စာတွေကိုခင်ဗျားတို့ဖတ်လိုက်ရင်အဖြေထွက်သွားပါလိမ့်မယ်နော်သူပြောတဲ့စကားတွေဖြစ်ပါတယ်သူပို့ထားတဲ့စာတွေဖြစ်ပါတယ်ကျွန်တော်တို့တက်ရင်နေနဲ့ကတော့ရှင်းတယ်ပြည်သူကိုချပြရမှာပဲဒါကတော့ဒါသူဘယ်နှယောက်ကိုသူပြောပြီးပြီလဲဆိုတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့တက်ရင်နေနဲ့ဟလာသူကျွန်တော်တို့တယောက်တည်းပြောရတော့၎င်းလူဆိုတာကတနက်နဲ့ဓာတ်နဲ့ဒုံနဲ့တရိုက်မှသေတာမဟုတ်ပါဘူးတနက်နဲ့ပြစ်မှသေတာမဟုတ်ပါဘူးဒုံနဲ့တရိုက်မှသေတာမဟုတ်ဘူးဓာတ်နဲ့တခုတ်မှတထုံးမှသေတာမဟုတ်ဘူးပါဇက်နဲ့တက်လည်းသေတယ်တဲ့နော်ပါဇက်နဲ့တက်လည်းသေတယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကအခုသူလှုပ်ထားတဲ့အရာကသူလှုပ်ပုံကရှင်းပြောရရင်ဝေဖန်တာမဟုတ်ဘူးတိုက်ခိုက်တာမဟုတ်ဘူးထောက်ပြတာလည်းမဟုတ်ဘူးတက်ရင်ကိုတတ်တာဘာယူရချက်လဲကဲဒီဗီဒီယိုပိုင်းကိုခင်ဗျားမြင်ပါပဲကျွန်တော်မေးတဲ့မေးခွန်းခင်ဗျားဖြေပါခင်ဗျားဘာယူရချက်နဲ့ဒီလိုတတ်တာလဲတော်လိုင်းရေးပြီးမှကြောက်လို့လားကျွန်တော်တို့အညာသားတွေတိုက်နေတဲ့တော်လိုင်းရေးဟလာအညာပြည်မှာရှိနေတဲ့ကျွန်တော်တို့တက်ရင်အညာသားတွေတိုက်နေတဲ့တော်လိုင်းရေးပြီးသွားမှကြောက်လို့လားကျွန်တော်အနေနဲ့မေးစရာဒီမေးခွန်းပဲရှိတယ်လေကျွန်တော်တို့တက်ရင်ဒီလိုပြောတယ်ဆိုတော့ခင်ဗျားအနေနဲ့တော်လိုင်းရေးပြီးမှကြောက်လို့လားကျွန်တော်တို့ဒါပဲမေးရမှာပဲနော်ကျွန်တော်တို့ရဲဘော်တွေနေတဲ့ခင်ဗျားဝေဖန်တာကိုလက်ခံတယ်ခင်ဗျားထောက်ပြတာကိုလက်ခံတယ်တော်လိုင်းရေးဆိုတာဒီမိုကရေစီဆိုတော့ဝေဖန်လို့ရတယ်တိုက်ခိုက်လို့ရတယ်ထောက်ပံ့လို့ရခင်ဗျားကတိုက်ခိုက်တာလည်းမဟုတ်ဘူးဝေဖန်တာလည်းမဟုတ်ဘူးခင်ဗျားကတတ်နေတာဒါကြောင့်မို့ကျွန်တော်နောက်ဆုံးအချိန်နဲ့ခင်ဗျားကိုဒီနေရာနေပြီးတော့တောင်းဆိုလိုက်တယ်ခင်ဗျားပြောတဲ့စကားကိုခင်ဗျားလိုက်ကြရနေပြီးတော့တရားဝင်ချပြီးခင်ဗျားတောင်းမှမှာနော်ခင်ဗျားပြည်သူဘယ်နှယောက်ကိုပြောထားပြီးပြီလဲဆိုတာကျွန်တော်တို့မသိဘူးတကယ်လို့ခင်ဗျားမတောင်းမှန်ဘူးဆိုရင်ကျွန်တော်တို့ဘက်ကနေလှုပ်တင်လှုပ်တိုက်တာကိုကျွန်တော်တို့လုပ်ရပါလိမ့်နော်ကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တာကိုကျွန်တော်တို့ခင်ဗျားကိုအမိပြက်စင်းတွင်ကြီးညာမှာပဲကျွန်တော်တို့ပြောမှာပဲနော်ကျွန်တော်တို့ကဘလိုကေ PDF လည်းမဟုတ်ဘူးတက်ရင်တက်ဖွဲ့နဲ့နေတာ50ရောင်းနဲ့စခန်းထောင်ထားတဲ့အဖွဲ့လည်းမဟုတ်ဘူးခင်ဗျားမြေပြင်မှာလေ့လာနော်ဒါကြောင့်မို့ခင်ဗျားပြောတဲ့စကားကိုခင်ဗျားတောင်းဝင်ယူမှုတောင်းဝင်ခံမှုအပြည့်နဲ့ခင်ဗျား line ပေါ်မှာပြန်လဲချပြပြီးခင်ဗျားတောင်းပန်ပေးပါနော်ခင်ဗျားပြောခဲ့တာဒီ Messenger အောက်ကနေ live ပြောထားတာလက်တီပုံထိုးထားတာဖြစ်ပါတယ် line ပေါ်မှာခင်ဗျားတရားဝင်ထអော်ထားတာမဟုတ်ဘူးခင်ဗျားအောက်တန်းစားစိတ်တက်နဲ့တော်လိုင်းအောက်တန်းစားဆိုတာဒါကိုခေါ်တာပါတချို့သောအောက်တန်းစားတွေကတော်လိုင်းကိုဗန်းပြပြီးဈေးရောက်ပြီးစားတာခင်ဗျားကတော်များတက်ရင်တက်ပြီးတော့တော်လိုင်းကိုတက်ပါနေနဲ့ခင်ဗျားလာဒါကြောင့်မို့ခင်ဗျားလည်းတော်လိုင်းအောက်တန်းစားထဲမှာပါတယ်နော်နောက်ဆုံးစကားနောက်ဆုံးဘိတ်နေတဲ့ခင်ဗျားကိုကြုတ်တရားနေပြောလိုက်မယ်ရွှေတိတိကံပြည်သူကာကွယ်တက်ရင်ခင်ဗျားကြိုက်တဲ့ပေတံနဲ့လက်တိုင်းကြိုက်တယ်လို့ခင်ဗျားစုံစမ်းလိုက်နော်ကျွန်တော် ready ပဲခင်ဗျားကိုကျွန်တော်စောင့်နေ